Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အမဒီ design လေးကိုဆွဲပြပြီးမှဖြစ်ပါတယ်ဒီ design လေးကကျတော့လူငယ် design ပေါ့နော်လူငယ် design ပေါ့ပေါ့ပပလေး okay အဲ့ဒါဆိုလို့ရှိရင်ဒီ design လေးကိုတစ်ချက်ကြည့်မယ်သူကဒီမှာပခုံးလေးကပခုံးလေးကဒါမျိုးလေးလာထားတယ်ဒီမှာဂျိုင်းသူကနော်ဂျိုင်းပြက်လေးကိုမှ design ဒီလိုလေးလာထားတယ်ရင်ုံလေးတော်တော်လေး height ထားတယ်ဒီလိုပုံစံမျိုးလေးလာထားတယ်ပေါ့နော်အဲ့ဒီမှာအမတို့ပေါ့နော်ဒေါက်လေးတွေထိုးရမယ်ဒီကောင်မှာလည်းဒေါက်ထိုးရမယ်ဒီမှာလည်းဒေါက်ထိုးရမယ်okay အဲ့တော့ပြီးရင်ဒီပတန်ဖြတ်ပုံဖြတ်နည်းဒီအတွယူပုံယူနည်းလေးတွေပေါ့နော်အဲ့ပိုင်းလေးကိုမတို့သွားမယ် okay အနောက်ချမ်းကြတော့ရိုးရိုးဒီလိုလေပင်ပေါက်ရဲ့အနောက်ကဇစ်ရဲ့ပေါ့နော်အဲ့ဒါလေးပဲပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အနောက်ချမ်းကိုတော့အမမဆွဲပြတော့ဘူးအရှိချမ်းကြတော့အဓိကကပတန်ဖြတ်တဲ့ပုံလေးနဲ့ဒေါက်လေးတွေပေါ့နော်ဒေါက်လေးတွေဘယ်လောက်အမောင်ထိုးရမလဲပြီးသွားပြီဆိုလို့ရှိရင်ပတန်ကိုဘယ်လိုလေးတွေဖြတ်မလဲပေါ့နော်အဲ့ပိုင်းလေးကိုသွားပြီးမယ်နော် okay အဲ့ဒါဆိုလို့ရှိရင်မတို့ပတန်လေးတစ်ချက်သက်ဆွဲကြမယ်နော်ကဲဒီဗီဒီယိုလေးဆက်ဆွဲမယ်နော်ဒီအရှိချမ်းလေးကိုပတန်ဆွဲပြပေးမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ပကုံးတော့ပါတဲ့ပတန်လေးသုံးပေးထားတယ်ပေါ့နော်ရင်ပင်တောက်ကလည်းရိုးရိုးရင်ပင်တောက်လေးပဲသွားပေးထားမယ်နော်ဒီမှာရင်အောင်ထုတ်တာတွေဘာတွေဘယ်ခုမှမလုပ်ဘူးရိုးရိုးလေးနဲ့ရှင်းရှင်းချစ်ချက်ကတ်လေးပေါ့နော်ဒါလေးလေးကိုပဲသွားပေးမယ်လူငယ် style လေးဒီမှာပခုံးလေးတစ်ချက်ပြင်ပြင်မယ်နော်ပခုံးမှာသူကလေလက်ပြက်ပတန်လေးဖြစ်တဲ့အတွက်ကြောင့်မတို့ဒီမှာ 2cm ဒီမှာကျတော့ 1cm ပြီးရင်ဒီချိုင်းဒါကလက်ပြက်ပတန်တိုင်းပြင်ပေးရတယ်ပို့ကို 1cm ပို့တက်ပြီနော်ဒီအမှတ်လေးတွေဒီ3ခုကိုထိပြီးတော့မှဆက်ပေးလိုက်မယ်လက်ပြက်ပတန်မလို့ဒါလေးတွေလုပ်ပေးတယ်နော်โอเคဒါလေးရပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီပတန်မှာနော်ပတန်မှာဂျိုင်းဒီမှာဂျိုင်းစားပေးဖို့လိုရဲဆိုလို့ရှိရင် 1cm လောက်စားပေးမရဲ့ဒီပတန်ဒီအားလုံးလုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့ဂျိုင်းတွေထပ်ပြီးဒီမှာမစားတော့ဘူးကိုယ့်ရဲ့ပတန်ကဘာဂျိုင်းမှမစားသေးဘူးမူရင်း flat ပတန်ပဲဆိုလို့ရှိရင်တော့ဒီလက်ပြတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနားမှာ 1cm စားပေးနော်โอเคအခုကတော့ဒီပတန်မှာတော့မဆွဲတော့ဘူးနော်အဲ့ဆိုလို့ရှိရင်ဘာလေးသွားမလဲဆိုတော့အရင်ဦးဆုံးဒီကောင်လေးသွားမယ်လေဘင်းလေးသွားမယ်လေဘင်းလေးကကျတော့ဒီမှာမတို့မူလာနယ်ပဲသွားနိုင်မယ်မူလာနယ်ပဲသွားမယ်ဆိုတော့မူလာကနေပြီးတော့မှအခုဒီကောင်ဆိုလို့ရှိရင်မတို့ဒီကနေပြီးတော့မှအမတို့ဘယ်လောက်ချမလဲဆိုတော့အခုဒီအမှတ်နော်ဂျိုင်းကနေပြီးတော့မှအပေါ်ကို 1cm တက်ထားတဲ့ဒီအမှတ်ကနေပြီးတော့မှဘယ်လောက်အောက်ကိုဆင်းနေမလဲဆိုလို့ရှိရင်အမ 6cm ယူလိုက် 6cm ယူလိုက်မယ်ယူပြီးပြီဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးလေးနော်ဒါလေးရပြီဆိုလို့ရှိရင်သူ့မှာတောက်ကလေးတစ်ခုဒီမှာလာပြီးတော့မှထိုးပေးရမယ်ဒီတောက်ကကျတော့အများကြီးမဟုတ်ဘူး 1cm လေးထိုးပေးလိမ့်မယ်အဲ့ဒါလေးရပြီဆိုလို့ရှိရင်မတို့ဒီအရှိပိုင်းလေးတောင်းမယ်အရှိကကျတော့သူကလေရင်ကုန်မှာတော်တော်လေး height ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရင်ကုန်မှာတော်တော်လေး height ထားတာဖြစ်တဲ့အတွက်ကြောင့်ဒါဆိုလို့ရှိရင်ရင်မြင့်ရှိတယ်အဲ့တော့ဒီမှာ 1cm အောက်ကိုချလိုက်မယ်ရင်မြင့်ကနေပြီးတော့မှ 1cm ချလိုက်မယ်ချထားတဲ့အမှတ်ကလေးနဲ့ဒီမှာဆိုလို့ရှိရင်ရှေ့ရင်ကျင်းမြင့်ရှိတယ်နော်ရှေ့ရင်ကျင်းမြင့်ဒီကောင်လေးကဒါရှေ့ရင်ကျင်းမြင့်ကနေပြီးတော့မှအပေါ်ကို 1cm တက်တဲ့ဒီအမှတ်လေးနဲ့တွားပြီးတော့မှဒီလိုလေးဆက်ပေးမယ်အဲ့မှာသူကရင်တော်တော် height ထားတာဖြစ်တဲ့အတွက်ကြောင့်မတို့ဒီဘောလုံးရင်မြင့်ထက်ကိုအောက်ကို 1cm လောက်ချပေးထားတယ်ဘဲကအရင် height ချင်ဆိုလို့ရှိရင်ရင်မြင့်ကနေတွားလိုက်ရတယ်ရင်မြင့်အပေါ်တက်ပြီးတော့မှဆွဲလိုက်ရတယ်နော်ဒါကွက်ကိုသဘောပါပြီးရင်ဒီကောင်လေးကိုကြာမှဘယ်လောက်ယူလိုက်မလဲဆိုလို့ရှိရင်သူ့ရဲ့ဘောလုံးရင်လုံးတန်ဖို့လောက်ရှိတယ်ရင်လုံးတန်ဖို့ကဘောလုံး 7cm ရှိတယ်ဆိုလို့ရှိရင်ဒီမှာ 7cm ရှိတဲ့နေရာကိုလာမှတ်သူ့ရဲ့ရင်လုံးတန်ဖို့ကဘောလုံး 8cm ရှိတယ်ဆိုလို့ရှိရင်လည်း 8cm ကိုဒီမှာလာမှတ်ဒီကောင်လေးတမတ်မှတ်ပေးထားမယ်နော်ဒီကောင်လေးတမတ်မှတ်ပေးပြီဆိုရှင်မတို့ဒီနှစ်ခုသူခြားလေးမှာလေသူကဟိုဒီဇိုင်းတစ်ခုနေနဲ့ဟာထားတယ်အဲ့ဟာထားတဲ့အကောင်လေးက 3cm မှာဟာလိုက်မယ် 3cm ဟာလိုက်မယ်နော်အဲ့အပေါက်လေးကို 3cm ဟာလိုက်မယ်ဆိုတော့ဒီတန်ဖိုးလေးဘယ်လောက်ရှိလဲဆိုတော့တစ်ချက်ကြည့်မယ်ဒီမှာ 8cm ရှိတယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့လေ 8cm အမှတ်မှတ်ပြီးတော့မှဒီမှာလာပြီးတော့ပေါ့နော်ဒီမှာ 8cm လာပြီးဖြတ်ချပြီးဒီမှာလေ 8cm ဒါမှတို့အောက်ကအကောင်လေးနော်ဒီကောင်လေးနှစ်ခုကသွားပူးမှာဒီကောင်လေးနှစ်ခုကသွားပူးမှာဒီကောင်ကိုခောက်ချောင်းလေးနဲ့ဒီနှစ်ခုပိုးပြီးတော့မှခောက်ချောင်းလေးနဲ့သူ့ပိတ်ကိုညှက်ပေးမှာနော်အခောက်ချောင်းလေးနဲ့မညှက်ချင်ဘူးပိတ်ဟောမဖြိုးဆိုလဲဆက်နေရတယ်ခောက်ချောင်းလေးနဲ့ဆိုရင်ဆက်ရည်ရှိမှမရှိတော့ဘူးလာတယ်နော်โอเคအဲ့ဒါရပြီဆိုလို့ရှိရင်အမတို့ကသူ့ကိုကြောင်းအမတို့ဒီမှာပေါ့နော်ဒီမှာမတို့ကဖြတ်ထားတာသူ့ဒီနှစ်ခုကသွားဖုံးပါလေသွားဖုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုမှဒီမှာ 4cm ဆင်းပေးတယ်ဒီဖြတ်ထားတဲ့ကောင်ကနေပြီးတော့မှ 4cm ဆင်းပေးထားတယ်ဆင်းပေးထားပြီးတော့မှဒီနှစ်ခုကိုဒီမှာလာပြီးတော့ဆက်ကြည့်လိုက်ဒီနှစ်ခုဒီမှာလာပြီးတော့မှဆက်ကြည့်လိုက်နော်ဆက်ကြည့်လိုက်ပြီးဆိုလို့ရှိရင်โอ
ဆိုလို့ရှင်ဒီလိုမျိုးဒဲလေးသွားလေးရတယ်မဟုတ်ဘူးဆိုလို့ရှင်လေပေကွေးလေးနဲ့ဒီလိုမျိုးလေးသွားလေးရတယ်နော်ပေကွေးလေးနဲ့နည်းနည်းခုံလေးသွားလေးရတယ်ကိုပေါ့နော်โอเคအဲဆိုလို့ရှင်မတို့အခုဘာလေးတွေလောက်ရမလဲဆိုလို့ရှင်ဒီကောင်လေးကိုတောက်ထိုးပေးဖို့ကြံသေးတယ်နော်ဒီကောင်လေးကိုတောက်ထိုးပေးဖို့ကြံသေးတယ်ဆိုတော့ဒီမှာတောက်လေးတစ်ချောင်းထိုးမယ် 1.5 တောက်လေးတစ်ချောင်းထိုးဘယ်လောက်လဲဆိုလို့ရှင်1.5 ကိုဒီကနေမှမှာနော်ဒီကနေမှမှာမဟုတ်ဒီကနေပြီးတော့ပဲ1.5ဒီမှာတောက်လေးတစ်ချောင်းထိုးပေးမယ်โอเคဒါဆိုလို့ရှိရင်မတို့ချင်းအင်ဂျီပတန်လေးကဒါလေးပဲရသွားပြီနော်ရသွားပြီဆိုလို့ရှိရင်တစ်ချက်ပြန်ပြီးတော့မှโอเคမတို့ဒီကောင်လေးကို copy ကူးရမယ်နော်ဒီကောင်လေးကို copy ကူးမယ်ဒီကောင်လေးကို copy ကူးထုတ်မယ်အခုဒီမှာနော်အနီနဲ့ပြထားတဲ့ဒီကောက်ကိုမတို့ copy ကူးထုတ်ဒီဟာကို copy ကူးထုတ်ပြီးဆိုရင်ဒီမှာထောက်ရှိအဲ့ထောက်ကိုပါ copy ကူးထုတ်ဒီကောင်လေးနော်နည်းနည်းလေးလွှဲသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာသူ့ကိုပြန်ပြီးတော့မှပြန်ဝိုက်ပေးမယ်သူကကြိုင်ပြီးရင်မတို့ဒီကောင်ကိုဒီမှာနည်းနည်းမျက်စိရှုပ်နေတာမသိဘူးနော်ဒီနားမှာဆွဲထားရအရင်ကတောက်လေးစားပြမယ် 1.5အဲ့ရပြီဆိုလို့ရှိရင်အခုဒီမှာမညီတဲ့ဒီကောင်လေးတွေကိုပြန်ပြီးတော့မှဖြည့်ပေးပြီးကြိုင်ပြီးရင်ဒီနေရာလေးမှာနော်ဒီနေရာလေးမှာတစ်ခုနဲ့တစ်ခုထပ်နေတွေ့လားဒီကောင်နဲ့ဒီကောင်နဲ့လာဆက်မှာဖြစ်တယ်အဲ့တော့မတို့ဒီကနေပြီးတော့မှဘယ်လောက်ဆင်းထားတာလဲဆိုလို့ရှိရင်4စီယံဆင်းထားတာနော်ဒီအောက်ကို4စီယံဆင်းထားတာအဲ့ဒါလေးတစ်ချက်မှတ်ပြီးပြီဆိုလို့ရှိရင်ဖြတ်ချလိုက်ဒီကနေဒီလိုဖြတ်ချလိုက်ပြီးတော့မှဒီမှာလည်းဒီလိုဖြတ်ချလိုက်ရှင်းသွားအောင်ဒီမှာတို့နှစ်ခုကိုခုနပြောနော်လာဆက်လို့ပြောရင်လာဆက်လို့ပြောတော့ဆက်တယ်ဒီမှာချင်းဂျီနီယာဒီမှာလေအကွေးတွေအခုံးဖြစ်နေလို့မရအောင်အဲ့ဒါကိုတဲ့ပဲတောက်ပေးလိုက်ဒီကောင်ကိုအကွေးတွေအခုံးဖြစ်နေလို့မရအောင်မညီတာတွေကိုကိုယ်ပြန်ညှိပေးရမယ်နော်ဒီကောင်ကခေါက်ချောင်းနဲ့ညှက်ပြရမယ်ဒီကောင်ကဘေးချုပ်စာပြီးရင်ဒီမှာနော်4စီရန်လေးဒီကနေပြီးတော့အကောင်လေးကိုစသွင်းပြရမယ်4စီရန်အောက်ကိုဒီမှာဆင်းပြရမယ်နော်ဒီကောင်လေးကဒီမှာအပြည့်ယူလိုက်တော့ဒီကောင်ထက်စာလေးနော်ထက်စာလေး4စီရန်ဒီဘေးကနေပြီးတော့မှဆင်းလိုက်မယ်ဒါကဘေးပေါ့ချက်ပြင်ကြည့်မယ်ညှိကြည့်မယ်ဒီကောင်ဒီနေရာလေးဒီကောင်မဟုတ်နော်ဒီနေရာအမှနာတော့ကဒီနေရာကနေပြီးတော့မှဒီကရှိပြီးရင်ဒီမှာရင်ထိတ်ကိုခွဲပြီးတော့မှတောက်ကိုရွှေ့လိုက်တယ်ဆိုတဲ့သဘောပေါ့ဒီမှာလာပြီးတော့ဒီလိုလိုက်ပြီးရင်ကိုဒဲလည်းရတယ်ခုနပြောတယ်နော်ဒဲလည်းရတယ်
မတိမတာလေးလေးရတယ်မတိမတာဒီဝေးလေးနဲ့လည်းရတယ်ဒါဆိုရင်တက်ချလေးကိုရှာပါပြီဒီမှာတောက်တွေရွှေ့လေးတော့ဒီကောင်ကကွဲပါပြီနော်အဲကောင်ကိုအစားသွင်းပြီးတော့ဒီလိုမျိုးဒီမှာတွေ့လားချွန်းထွက်နေအဲ့ချွန်းထွက်နေတဲ့ဟာကိုဒီထိတ်ရယ်ကိုအညီယူပြီးတော့မှမြင်းတစ်ချောင်းအဖြောင်ဆွဲချလိုက်ဒီလိုဆွဲချပြီးဆိုလို့ရှိရင်ဒီဘက်ကို1 cm ထုတ်ပြီး1 cm ထုတ်ပြီးတော့မှညှက်ပြီးဘာကြောင့်လဲဆိုတော့အရှုံးစားသူဆွဲတွန့်မှာမလို့လေအရှုံးစားโอเคဆွဲထုတ်အဲ့ရနေပြီးတော့မှညှက်ပေးလိုက်โอเคဒါဆိုလို့ရှိရင်ပတန်လေးရသွားပါပြီဒါဆိုရင်ပတန်ဘယ်လိုလေးဖြစ်မလဲဆိုတော့ဒီကောင့်ကိုခောက်ချောင်းလေးနဲ့ညှက်ပြီးဒီကောင့်ကိုခောက်ချောင်းလေးနဲ့ညှက်ပြီးတော့မှဒီမှာအတွန့်လေးလာပြီးတော့မှကျုံတွန့်ဒီကောင်ကဒီလိုလာဒီမှာလာထက်မယ်ဒီကောင်ကဒီလိုလာမယ်တောက်တွေလည်းထိုးစရာရှိတာကြီးတောက်တွေပခုံးတွေမဟနေအောင်ရင်ဘက်တွေမဟိုက်နေအောင်နော်အဲ့လိုမျိုးထိုးထားတယ်ပြီးရင်ဒီနားမှာအရှုံးတွန့်လေးတော့ဒီလိုလာဒါဆိုလို့ရှိရင်ပတန်လေးကဒီလိုလေးလာမှာနော်ပတန်လေးကဒီလိုလေးဖြစ်သွားမယ်အဲ့မှာကိုကခါကအရှိလိုချင်းဘယ်လောက်ကိုယူလို့ရတယ်အနောက်ချမ်းလေးကကြတော့အနောက်စစ်လေးလေပင်းလေးကအဝိုင်းလေးနော်အဲ့တော့အနောက်စစ်ကိုပဲရိုးရိုးပဲဘာမှလည်းတောက်တွေထိုးစီတာပါစီရညာစီမလိုတဲ့အတွက်ကြောင့်အနောက်ချမ်းမဆွဲပြတော့အရှိချမ်းလေးဒီလိုလေးလာနော်အားလုံးပဲအဆင်ပြေကြပါသေးရှင်